တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအဆင့်ဆွေးနွေးပွဲတွေကိုအစိုးရနဲ့လွှတ်တော်နှစ်ခုကြားဗမာနိုင်ငံတာဝန်ယူသင့်တယ်လဲဆိုတာနိုင်ငံရေးအတိုင်းအဝိုင်းကြားမှာဆွေးနွေးစရာဖြစ်လာပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လကနိုင်ငံတော်သမ္မတပြောခဲ့တဲ့မိန့်ခွန်းထဲမှာအပြစ်ခတ်ရစဲရေးလုပ်ရုံနဲ့မပြီးသေးပဲလွှတ်တော်ကဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဆက်လုပ်ရအောင်မယ်လို့ထည့်သွင်းပြောခဲ့ပါတယ်။အခုဆိုရင်အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးတွေဦးဆောင်ပြီးပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကပြီးခဲ့တဲ့ဩဂတ်စ်လအထိတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း73ဖွဲ့နဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်ရနေပြီဖြစ်ပါတယ်။အရင်တုန်းကအပြစ်ခတ်ရစဲရေးငြိမ်းချမ်းရေးကိစ္စတွေကိုအစိုးရကဦးဆောင်ခဲ့ပြီးမြဲပြီးခဲ့တဲ့ဇူလိုင်လမှာသမ္မတဦးသိန်းစိန်ကပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တွေကကိုယ်စားလှယ်တွေနဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကိုပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီအပေါ်မှာအခြေခံပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာအစိုးရအဖွဲ့နဲ့လွှတ်တော်ကြားဘယ်သူကနိုင်ငံရေးဆွေးနွေးပွဲတွေကိုတာဝန်ယူမလဲဆိုတဲ့အားပြိုင်မှုတွေရှိနေတယ်လို့သုံးသပ်သူတွေလည်းရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးနိုင်ငံရေးလှစ်လာသုံးသပ်သူဒေါက်တာရန်မျိုးသိန်းကအခုလိုပြောပါတယ်။တိုင်းတာတစ်ခုပြလွန်ဆွဲနေရလို့ထင်တယ်။ဘာလို့လဲဆိုတော့ပထမပိုင်းတုန်းကငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်ကိုအစိုးရဘိုင်းကပဲလုံးဝဦးစီးပြီးတော့လုပ်တယ်။အခုနောက်ပိုင်းကျတော့ဒီလွှတ်တော်ရဲ့ပါဝင်ပတ်သက်မှုတွေရှိလာတယ်။နောက်ကော်မတီကိုပြောင်းပြီးတော့ဖွဲ့လိုက်ရတယ်။အဲ့ဒီခါကျကျွန်တော်အမြင်ကတော့တစ်ခုကောင်းတာဆိုတော့ check and balance တဘောဖြစ်လာတယ်ဗျ။အဲ့တော့လွှတ်တော်ရဲ့ပေါင်းလာမှုနဲ့အတူငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဒီလွှတ်တော်ကနေဝင်ပြီးတော့ထောက်ပြလာနိုင်တယ်မေးမြန်းလာနိုင်တယ်။နောက်စုံစမ်းစစ်ဆေးလာနိုင်တယ်။အားပြိုင်မှုဆိုတဲ့နေရာမှာဒီလွှတ်တော်ကခေါင်းဆောင်တွေရောအစိုးရကခေါင်းဆောင်တွေရောပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းကခေါင်းဆောင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအားပြိုင်မှုဟာသိပြင်းထန်တဲ့အားပြိုင်မှုမျိုးဖြစ်ဖို့တော့လားလာမရှိဘူးလို့ကျွန်တော်မြင်တယ်ဗျအစိုးရနဲ့လုပ်မဲ့အနေအထားမျိုးကတော့လက်နက်ကင်ဒီဒီကတော့လက်ခံပါတယ်ငကောကလည်းအစိုးရနဲ့လုပ်ထားတဲ့ကိစ္စကြီးကိုအဲ့တော့အခုမှဒီမျိုးပေါ်လာတယ်ဆိုတော့ဒီလက်နက်ကင်တိုင်းသားတွေကလည်းဒီလွတ်တော်နဲ့ပတ်သက်လာရင်လည်းတွေ့ကြုံမရှိဘူးတစ်ချက်ကနှစ်ချက်ကလွတ်တော်ကိုလည်းသူတို့ကတွားရမယ်ပြုရမယ်ဆိုတဲ့နေရာမှာလည်းလွတ်တော်နဲ့တို့ကလည်းမအဆပ်ဘူးလို့ထင်တယ်ဘာလို့ဆိုရင်လွတ်တော်ကလည်းသူတို့နှိလောက်သူတို့သိရလောက်ဆိုရင်တော့လွတ်တော်ဒီရွေးချယ်ကကိုယ်စားလှယ်တွေနော်လည်းပဲဆိုင်တဲ့ကိစ္စဥပဒေပြုတဲ့ကိစ္စတွေပဲဆိုင်နေလို့ကိစ္စနော်သူသတ်မှတ်ကြတယ်များတော့အဖြစ်တော့အဲ့တော့ဘာပဲဖြစ်နေကျွန်တော်တို့ရိုးရှင်းပြောရင်တော့လက်နက်ကင်အဖွဲ့အစည်းတွေကတော့ဒီငကူမူလကတည်းကသူတို့ငြိမ်းချမ်းရေးယူခဲ့တာတွေသူသဘောတူညီခဲ့တာတွေအစိုးရနဲ့ယူခဲ့တဲ့တို့ကြောင့်အဲ့ဒီပုံမှာတို့ကစိတ်ချရွံ့အားတန်တယ်ဗျ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာလွှတ်တော်မှာနိုင်ငံရေးဆွေးနွေးကြမယ်ဆိုတာကိုသဘောမကျသူတွေရှိတယ်လို့သုံးသပ်သူတွေလည်းရှိပါတယ်ဒီ2008ဖွဲ့စည်းပုံကိုတော့ဒီလက်နက်ကိုင်ဖွဲ့စည်းတွေကလက်မခံတဲ့အတွက်ကြောင့်မို့2008ဖွဲ့စည်းပုံကိုအခြေခံပြီးမှအဲ့ဒီပုံမှာပဲစကားပြောတဲ့ဟာဆိုတော့ဒီရင်းရဲလုပ်တော့မဖြစ်နိုင်တယ်လို့ဖြစ်နေတာပါနော်လွတ်တော်တစ်ခုတည်းဟိုဗိုလီဘောပုံနဲ့လို့လည်းမကြည့်ဘူးအစိုးရတစ်ခုတည်းလုပ်လို့မရဘူးအစိုးရရောလွတ်တော်ရောတမတော်ရောအားလုံးသုံးဦးဆုံးပါဝင်မှပဲဖြစ်မဲ့ကိစ္စလို့ကျွန်တော်မြင်ပါတယ်အဓိကတော့ဒီရင်းရဲ process မှာဟုတ်လားဒီတက်ကပါလာပြီဟာဆိုရင်တော့ဥမာမှာဟုတ်လားတချုပ်ကြီးမင်း online ကိုလည်းပါလာပြီဆိုရင်တော့ဒါပြီးသွားမယ်ကိစ္စပါအဲ့တော့မှဒီဟာကပိုလဲမြန်မယ်ပိုလဲပိုထိအောင်မယ်နော်လွတ်တော်ကြီးပဲသွားဖို့လဲလိုပဲလို့မထင်တော့ဘူးရှင်းပြောရင်တော့ဒါကဒီကိစ္စကအခုသူတို့တိုက်နေရတာကဟုတ်လားတက်နေရတာကိုတက်ကသူတို့ပြည့်ရမယ်တက်ကသူတို့ရှိရနော်သူတို့ပြောထားတဲ့အတိုင်းနော်ပုံနေမြဲကြားနေမယ်ကိုနေရနဲ့ကိုနေကြမယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့ငင်းကြရဲ့နိစ္စမှုဖြစ်မယ်နောက်ပြီးတော့ဒါတက်ကလည်းဒီလိုမျိုးဘေးရနေမဲ့အစားတိုက်ရိုက်ပါဝင်လာမယ်တိုက်ရိုက်ဆွေးနွေးမယ်ဆိုရင်တော့ပြောမဆုံးပေါ့ဗျာပို့အောင်မြင်မှာပေါ့ဗျာလက်ရှိမှာတော့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ဆိုတာကြိုးပမ်းနေကြဆဲပဲရှိပါသေးတယ်တချို့ကတော့ဒီအစိုးရရဲ့လက်ကျန်သက်တမ်း2နှစ်ကျော်ကာလအတွင်းမှာနိုင်ငံရေးဆွေးနွေးပွဲတွေမဖြစ်နိုင်ဘူးလို့သုံးသပ်ကြသူတွေလည်းရှိပါတယ်။လာမယ့်အောက်တိုဘာလထဲမှာတော့အစိုးရနဲ့လက်နက်ကိုင်အဖွဲ့အစည်းအလုံးတပြည်လုံးအတိုင်းအတာနဲ့အပြည့်ခတ်ရစဲရေးလက်မှတ်တွေရေးထိုးနိုင်ဖို့ကိုလည်းအစိုးရကကြေညာနေပါတယ်ရှင်။